月10လ2026ပြုံးလင်းဒီကောင်အလဲပဲအော်လာလေးပဲဒီနေ့လဲအခုလောလောဆယ်တော့ဝင်ချင်းပထမရွှေစင်သွားခြင်းနဲ့ဆိုတော့ရွှေစင်စီရီကိုရောက်နေပါတယ်ရွှေစင်စီရီမှာဖြစ်ပါတယ်16ရက်8လ2026လေးကဲမြင်တဲ့အတိုင်းပဲကားပွင့်နေကားအပြည့်ပဲပိတ်ညက်နေတာပဲဆက်တော့ပြန်ရောက်ပါ တီကိုလူတွေပါအများကြီးဓမ္မတော်ရရှုခင်းတာဟောတင်ထားတဲ့ဖေးအားဖြုတ်လေးပေါ်လာကြတာပဲဒါကားကွင်းမှာကားတွေကိုအပြည့်ပါနော်အဲ့ဒါလူတွေလည်းအပြည့်ပါဗျအဲ့မှာကျတော့ကြည့်တော့ကားရက်စရာနေရာတော့မရှိပါဘူးဗျဒီကတော့16ရက်8လ2026လေးပါမဟာအနုကံတပြချက်ပြရရှိတာဖြစ်ပါတယ်ဒီနေ့ကတော့ပြုံးနေတနေ့ကုန်အော်လာလေးပါညမအိပ်ပါဘူးတနေ့ကုန်လဲဘက်အော်လာလေးရောက်ရှိနေတာဖြစ်ပါတယ်အနေနဲ့ချန်ရောက်ရှိပါပြီဒီနေ့ချန်ပါရေကွန်ရောက်ပါပြီဒီနေ့ပြုံးနေတနေ့ကုန်အော်လာလေးပါ16ရက်8လ2026နေ့မှာပါစီးတယ်ဒီနေ့ရုံးပိတ်ကြောင်းပိတ်လာမသိတော်တော်ကိုမှကြီးကားတွေကိုကွင်းနဲ့အကုန်လုံးအပြည့်ပဲ